အားလုံးမင်္ဂလာပါထထလေးတက်လို့ကြည့်ကြလိုက်ပါဒီနေ့မှာတော့ဘာမှမရိုက်ထားပါဘူးကျန်တဲ့ကိုရှိလေးမြင့်ဝင်းနေတာပါဘောကြီးကြောင်ကကျမအကြောင်နော်မလေးကျမကြောင်ကအေးကျုပ်ကြီးလို့ချစ်ဖို့ကောင်းတယ်တွေ့လားကျမချစ်ကောင်းတယ်တွေ့လားအဲ့နေချစ်ဖို့ကောင်းတယ်တူရန်ထောက်ချင်အောင်မလေးအိတ်ပါတော့ကြောင်အဲ့လိုပါပဲဟိုအခုထက်ကိုမချင်တာဟာလေးဆိုပြီးလို့ရပါတယ်ထက်ကိုထက်ဆရာမရောထက်ဆရာမလို့ထက်ရဲ့ပကံချင်းနေနေတာအဲ့ဘာဖြစ်ပါလဲတို့ကြည့်ပြီလားကြည့်ရှင်နဲ့ကြော်တော့ပါစကူစီရတော့ဆောင်းဖို့ခပ်ပါလေဒီတော့ပဲဆရာမလို့နိုင်ထုတ်လိုက်ကြည့်ရပေါ်ပြင်ရလားထုတ်လိုက်ကြည့်ဒီထုတ်လိုက်ကြည့်အဝဲရတဲ့ကျင်းတော့သိလေးပေါ့လေတို့အနီးကသွားကြည့်မှာဒီရထုတ်ပြဟောဒီကောင်ကလည်းတော့ကျောင်းအထီးလေးနော်အမပြောကြထီးပါနာမည်ကတော့ तू နည်းနည်းကြောင်တော့ဖြစ်တယ်လို့ဒါမှမဟုတ်သူ့နာမည်ကကြောင်ကြားလို့ပေးရလိုက်ပါတော့ကြောင်ဆက်မှာပါဘိုင်အားလုံးကြည့်ကြပါလေဘိုင်ဟာလာအပ်ပေးကြတယ်ဒါအမ်ပေးဆိုတော့သူအမ်ပေးနော်ဒီတော့ဘိုင်